망글라바 거제도 김범경 소장입니다. 미얀마 친구들 거제에서 좋은 방 구하기 힘들죠. 제가 도와줄게요. ကိုစိုးရိမ်စရာမလိုတော့ဘေးကင်းသောအခမ်းများကိုတာကျွနှုတ်တို့မိတ်ဆက်ပေးပါသည်ဒါကမြန်မာတငယ်ချင်းတွေကြိုက်တဲ့ရွေးချယ်မှုအဖြစ်ပါပဲလေအေးပေးဆက်ကကောင်းကောင်းအလုပ်လုပ်ပြီးရဖိအားလဲကောင်းတယ်ငါကိုယ်တိုင်စစ်တယ်စာချုပ်တစ်ခုရေးသောအခါတတိထားရမည်အချက်များစပေါ်ငွေကိုညီကဲ့သို့ထားရှိမည်သင်္လာစိတ်900ခအပြင်နိုင်ရုံးမည်များရှိမည်ကိုအတိအကျပြောပြသည်